မြေပြင်ကနေအပြာရောင်စွမ်းအင်တွေနဲ့အတူကွဲထွက်လာတာကိုငါမြင်လိုက်ရတယ်လူတွေအများကြီးရှိနေတဲ့နေရာမှာငါ့ကိုကြည့်ပြီးသူမကတကယ်ပဲဖွဲ့စည်းမှုတွေကိုပြင်တက်တာပဲလို့ပြောနေကြတာကိုငါကြားလိုက်ရတယ်လူတွေကအန်အော်ပြီးတီးလို့ပြောဆိုနေကြတယ်ငါလည်းအဲ့ဒီအခြေအနေကိုကြည့်နေမိတယ်ဝူမင်းကြီးကအပြာရောင်အလင်းနဲ့ထွက်နေတဲ့ပစ္စည်းတစ်ခုကိုကင်ထားတဲ့သူကအဲ့ဒီပစ္စည်းကိုဖြစ်လိုက်တော့အညိုရောင်ဝစ်စားနဲ့လူတစ်ယောက်ကိုထိပြီးလဲကျသွားတယ်မြေပြင်မှာတော့အနက်ရောင်ဘဲဥပုံပစ္စည်းတစ်ခုကျနေတာကိုငါတွေ့လိုက်ရတယ်အဲ့ဒီလူကဒါငါမဟုတ်ဘူးဒီမိသားစုကပို့လိုက်တဲ့ဖွဲ့စည်းမှုပစ္စည်းတွေလို့အော်ပြောတယ်တယောက်ကငါ့ကိုပြောတဲ့ခိုင်းတာဝူမင်းရဲ့ဖွဲ့စည်းမှုပစ္စည်းသွားရင်သူ့မျက်နှာပြတ်မယ်လို့ပြောတယ်လို့သူဆက်ပြောနေတယ်ငါကဘသူကလုတ်ခိုင်းတာလဲလို့မေးလိုက်တယ်ငါသူ့လက်ကိုထိလိုက်တော့အဖြူရောင်ကြပြားတစ်ခုပေါ်လာတယ်ဝူမင်းကအဲ့ဒီကြပြားကိုကောက်လိုက်တယ်ဝူမင်းကသူ့ကိုချဲလူစီကိုကုတာပို့လိုက်လို့အမိန့်ချလိုက်တယ်ငါကဒီမိသားစုကဖွဲ့စည်းမှုပစ္စည်းတွေထောက်ပတ်နဲ့ဟီလင်ကတိုက်ခိုက်ဖို့တာဝန်ယူတယ်လို့ပြောတယ်ဒီစီးရင်ကိုမှတ်ထားလို့ငါပြောလိုက်တယ်ကြီးမားတဲ့ရုပ်ထုကြီးရဲ့ level မှာအကြောင်းတွေပေါ်လာပြီးအပြာရောင်စွမ်းရည်တွေထွက်လာတယ်ပတ်ဝန်းကျင်ကလူတွေအားလုံးအံ့ဩသွားကြတယ်ဝူမင်းကရုပ်ထုကိုကြည့်နေပြီးငါကတော့စိုးရိမ်နေကြီးကြည့်နေမိတယ်ငါကကြီးမားတဲ့ရုပ်ထုကြီးအောက်မှာရက်နေလိုက်တဲ့ရုပ်ထုကြီးကအောက်ကိုနှိမ့်ဆင်းလာတယ်မြေပြင်ကကွဲထွက်သွားပြီးအပြာရောင်အလင်းတွေထွက်ပေါ်လာတယ်အာကျောပင်ထဲမှာလေပြင်းနဲ့ဆော့ဆော့ပြန်လာပါလို့စာရီပေါ်လာတာကိုငါမြင်လိုက်ရတယ်ငါမျက်လုံးတွေထဲမှာစောစောပြန်လာပါဆိုတဲ့စာသားတွေကပေါ်လာနေတယ်တင်းမုံမပြန်သေးဘူးဆိုတဲ့စာသားတွေကလည်းပေါ်လာတယ်ငါရင်ဘက်ကိုပြင်းဝမ်းနေနေမိတယ်ငါမျက်လုံးထဲကမျက်ရည်တစ်ဆက်ကျလာတယ်ဝူမင်းကြီးကလန်ကိုကြည့်နေတယ်ဝူမင်းကြီးကအပြာရောင်စွမ်းရည်တွေကိုရုပ်ထုစီပို့လိုက်တော့တန်ကျိုးတွေပေါ်လာပြီးလန်ကရုပ်ထုထဲကနေထွက်ပေါ်လာတဲ့လန်ကငါစီကိုပြန်လာတဲ့လန်ကိုအနီးကပ်မြင်နေရတယ်အဲ့ဒီလန်ကငါရှိကိုကျလာတယ်ဝူမင်းကြီးကတခင်မကြီးရင်ကိုမသွားပါနဲ့လို့ပြောလိုက်တယ်သူကမင်းသမီးမဟုတ်တော့ဘူးလို့ဆက်ပြောတယ်ငါလက်ကလန်ကိုထိလိုက်တော့အတိတ်ကအဖြစ်အပျက်တွေပြန်ပေါ်လာတယ်သူမင်းကြီးကငါ့ကိုတစ်ချို့ချင်းပေးရင်အာကျောကပေါင်းတာကိုကြောက်တယ်ညဘက်ဟဲချေရောကိုတယောက်တည်းမသွားနဲ့လို့ပြောခဲ့တာကိုပြန်ကြားရောက်မိတယ်ငါလက်ကလန်ကိုထက်ထိလိုက်တယ်ဦးမင်းကြီးကလန်ကိုကင်ထားတယ်သူကဒါကမတန်ရှင်းသေးဘူးလို့ပြောတယ်သူကငါမင်းကိုမပေးနိုင်ဘူးလို့ဆက်ပြောတယ်ငါကဒါကငါပစ္စည်းလို့ပြန်ပြောလိုက်တယ်ဦးမင်းကြီးကငါသိတယ်လို့ပြန်ဖြေတယ်သူကဒါကြောင့်ငါမင်းအတွက်လောက်ခွင့်ပေးမယ်ဒါပေမဲ့အခုမဟုတ်သေးဘူးလို့ပြောတယ်ငါလက်ကလန်ပေါ်မှာတင်ထားတယ်ငါကကောင်းပြီးမပြည့်စည်စေနဲ့လို့ပြောလိုက်တယ်ပြန်ပေးရရင်တော်တော်ကုန်ကြမယ်လို့ငါဆက်ပြောတယ်လူမင်းကြီးကလန်ကိုမြင်းမြဲကင်ထားတယ်ငါနဲ့လူမင်းနဲ့နှစ်ယောက်သားရုပ်ထုရှိမှရက်နေကြတယ်ကောင်းကင်မှာတိမ်တွေအများကြီးရှိနေတယ်မြို့တော်ရဲ့အပေါ်စီးမြင်ကွင်းကိုငါကြည့်နေမိတယ်လူတွေစုဝေးနေကြတယ်လူမင်းကြီးကဝင်းချရှင်ကိုခဏပိတ်ထားတယ်အားလုံးစစ်ဆေးဖို့စောင့်နေလို့အမိတ်ချလိုက်တဲ့လူတွေကတီးလို့ပြောဆိုနေကြတယ်မြင်ကွင်းပြောင်းသွားပြီးမှောင်မိုက်နေတဲ့အခန်းတစ်ခုထဲမှာဦးမင်းကြီးကတက်တာတစ်လုံးကိုကြည့်နေတယ်ဒီမိသားစုရဲ့ဖွဲ့စည်းမှုပစ္စည်းတွေရောက်မလာခင်မျက်နှာဖုံးဆွတ်ထားတဲ့လူတစ်ယောက်ကဖျက်ဆီးခဲ့တာလို့ငါသိလိုက်ရတယ်ဦးမင်းကြီးကဟဲရုပ်ဖြူလေးလို့နာမည်ပေးထားတဲ့စာအုပ်တစ်အုပ်ကိုပိုင်ထားတယ်ငါလက်ကအနက်ရောင်ပြောင်းသွားပြီးမျက်လုံးတွေကအပြာရောင်ဖြစ်လာတယ်ဦးဝင်ရုပ်ကချော့ချော့ဝါကိုဖျက်ဆီးပြီးညာရင်းချင်းထွက်ပြေးခဲ့တယ်ဆိုတာကိုငါသိလိုက်ရတဲ့ချိတ်ဆွဲထားတဲ့တစ်သားပြားသုံးချက်ကိုငါမြင်လိုက်ရတယ်အလေကတစ်ချက်ကလွတ်နေပြီးဗညာပြားတွေမှာတော့ Peach High Secret Realm လို့ရေးထားတဲ့ရေပုံမှာပေါ်နေတဲ့မြေပုံတစ်ခုနဲ့ပေါ်တဲ့တစ်ခုကိုငါမြင်လိုက်ရတယ်တောမဲ့နေရာက3ရက်နေရင်ဖွင့်မဲ့ Peach High Secret Realm လို့ငါသိလိုက်ရတယ်ငါနဲ့ဦးမင်းရဲ့နှစ်ယောက်သားလန်ကိုပိုင်ထားကြတယ်လန်ကိုအနီးတက်ကြည့်လိုက်တော့တန်ကျိုးတွေနဲ့တင်ကေတာတွေရှိနေတာကိုတွေ့ရတယ်ပြုတ်ဝက်နေရတဲ့ကအဲ့ဒီမောင်မိုက်တဲ့အရေးကသူ့တခင်ကိုခါခွဲဖို့အလိုလိုပေါ်လာတဲ့အရာလို့ငါသိလိုက်ရတယ်ဒါကတရားဝင်လောက်ခွင့်ထားတာမဟုတ်ဘူးလို့လည်းငါသိလိုက်ရတယ်ဦးမင်းကြီးကဒီနေ့ကစပြီးငါမင်းအတွက်ကြံနေတဲ့အရေးသုံးခုကိုဖွင့်ပေးမယ်လို့ပြောတယ်ငါလက်ကလန်ကိုထိလိုက်တော့အပြာရောင်စွမ်းရည်ထွက်လာတယ်ငါလန်ကိုကင်ထားတယ်ငါကလူတွေကိုခုတ်နိုင်လားလို့မေးလိုက်တယ်ဦးမင်းကြီးကကိုယ်တိုင်ကောက်ွယ်နိုင်တယ်လို့ပြန်ဖြေတယ်ငါကအတူတူပါပဲလို့ပြန်ပြောလိုက်တယ်ငါလက်ကလန်ပေါ်မှာရှိနေပြီးအပြာရောင်စွမ်းရည်တွေထွက်နေတယ်ဦးမင်းကြီးကတခုစီဖွင့်တိုင်းမီရဲ့လက်ရှိခြုံနှံကိုပြန်ပြီးခံဖြစ်စေလိမ့်မယ်လို့ပြောတယ်သူကအတင်းမလုံးနဲ့လို့ငါ့ကိုတတိပေးတယ်ငါကရှင်ငယ်မင်းကြီးလို့ခေါ်လိုက်တယ်ရှင်ငါတေးမဘူးတော်တော်ကြောက်နေတာလားလို့ငါမေးလိုက်တယ်လူမင်းကြီးကမင်းကမျက်စိရှိမှတေးရင်အဲယူစေးရဲ့အမှုမှတ်တမ်းတွေရေးရခက်လိမ့်မယ်လို့ပြန်ဖြေတယ်တန်းကလို့ရေးထားတဲ့ဆိုင်းဘုတ်ကိုငါမြင်လိုက်ရတယ်ခန်းထားတဲ့စာကြည့်တိုက်ကြီးတွေကိုငါမြင်နေရတယ်လူမင်းကြီးကရှောက်လာတယ်အပြာနဲ့အနက်ရောင်ဝစ်စုံနဲ့တခြားယောက်ျားအားတစ်ယောက်ကသူ့လက်ထဲကအလင်းရောင်ထွက်နေတဲ့ပစ္စည်းကိုကြည့်နေတယ်သူ့ကိုသူ့အပြစ်ကင်းကြောင်းတက်တေပြဖို့အခွင့်အရေးပေးလိုက်လို့ငါကြားလိုက်ရတယ်အလင်းရောင်ထွက်နေတဲ့ပစ္စည်းကိုအနီးကပ်မြင်နေရတယ်အလင်းတန်းတစ်ခုထွက်လာတယ်လူမင်းကြီးကအိုးတစ်လုံးထဲကိုကြည့်ရင်ဒီတစ်ခါငါပြန်လာမယ်လို့ပြောလိုက်တယ်အရွက်ရဲ့ထိပ်ထားကအနက်ရောင်ပြောင်းသွားတာကိုငါတွေ့လိုက်ရတယ်ငါမျက်လုံးတွေကအပြာရောင်ဖြစ်နေတယ်ရှေ့ရှော့ဖောက်တာကရှိနေသေးတယ်လို့